guys ဒါတော့ LR ရဲ့ Lao vlog part 2 လေးပါအဲ့တော့ရောက်ချင်းမှာ back ကနေပြီးတော့ keep လဲပါတယ်လောလောဆယ်ငွေစည်းရတော့ဘတ်တစ်ထောင်ကို6,800ကျော် keep ရပါတယ်ကဲ keep လဲပြီးတော့ money အချိန်ဆိုင်ရင်ဘီနာက cafe လေးမှာဝင်ပြီးတော့ breakfast စားပါတယ်အစတော့အသက်ဖွင့်ထားတဲ့ mall ကိုတန်းသွားမလို့ပေါ့နော်ဒါပေမဲ့အချိန်ကကျတော့9နာရီကျော်ပဲရှိသေးတော့ mall ကမဖွင့်သေးပါဘူး by the way ဒီ cafe မှာရှိတဲ့ drinks တွေကတော်တော်လေးတန်ပါတယ်ပေါ့နော် Americano တစ်ခွက်ဆိုရင်50ပဲစွန်းစွန်းပဲရှိပါတယ်နောက်ပြီးတော့ဒီ immigration နားမှာပဲပေါ့နော် cafe အမေဆုံးတို့ Starbucks တို့လည်းရှိပါတယ်ကဲအခုကတော့အချိန်ကအခု9နာရီကျော်ဖြစ်သွားပြီဆိုတော့အဲ့လိုအခု mall ကိုတော့မှာပါအသက်ဖွင့်ထားတဲ့ mall ကိုမသွားခင်မှာ VA ချင်းရောက်လို့ရှိရင်အမြဲတမ်းတော့ဖြစ်တဲ့ Park San သွားပါမယ်အဲ့တော့အရင်ခောက်တွေတော့ဒီလာကိုရောက်တော့ဆိုလို့ရှိရင်လည်းဒီ Park San ရဲ့ဘေးနာက VA ချင်း Life Center ဆိုဟိုတယ်မှာနေရဆိုတော့ပေါ့နော်အမြဲဒီ Park San mall ကအမြဲရောက်ဖြစ်နေရယ်တခုခုလိုတာရှိရင်လည်းဒီ mall မှာပဲဝယ်တယ်ဒီ mall ကဆိုင်နေမစားဘူးတလောက်မရှိအောင်စားဘူးရယ်ပေါ့နော်ဒီ mall မှာဆိုတော့ဒီ mall မှာပဲနေများတယ်ဒါပေမဲ့အခုတစ်ခေါက်ကတော့ဒီ mall သစ်ဖွင့်တယ်လို့ကြားတယ်ပေါ့နော်အဲ့ mall ကိုပဲသွားကြည့်ခြင်းနဲ့ဒါပေမဲ့လည်းဒီ mall လေးကိုလည်းတစ်ချက်ဝင်ကြည့်ခြင်းသေးရပေါ့နော်ဘာတွေပြောင်းလဲနေပြီလဲဘာဆိုင်သစ်တွေရှိနေပြီလဲဆိုတော့အရင်ဆက်စုရှင်တော့ဒီ mall ကိုအရင်လာခဲ့လိုက်တာပါအဲ့တော့မြင်ရတဲ့အတိုင်းပဲဒီ mall မှာဆိုလည်းအစုံရှိရပေါ့နော် coin တဲလေးရှိရ Starbucks လည်းရှိရတခြား Thai mall တွေမှာရှိရဆိုင်တွေတော်တော်များများလည်းဒီ mall တွေမှာရှိရပေါ့နော် Thai မှာ Even Point ပေါ့နော် cosmetics ဆိုရင်ဒီမှာတော့ Wo Beauty ပေါ့နော်ဒါ Even Point နဲ့တူရဲ့ဆိုင်လေးပါပြီးတော့ဒီမှာလည်း Next to Meet You လေးရှိရပေါ့နော်အကင်ဆိုင်မှာဒါတော့ Korea အကင်နောက်ပြီးတော့ Starbucks ပေါ့ဒီ Starbucks ကအထက် decoration တော်လာတယ်ပြီးတော့တော်တော်လေးကျယ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါရဲ့first time လောက် vlog မှာကြာရင်ပြန်တင်ပေးမယ်ပေါ့နော်ကဲခု Park San ဝင်ပြီးတော့ဆက်စုပြီးဝိုင်းဆိုတော့ခုနောက်တော့ mall တစ်ခုထပ်သွားပါမယ်ကဲရှိဆိုရင်အဲ့တော့သွားချင်နေတဲ့ mall ပါဒါတော့ကော့နေက mall ပါတော့ဖွင့်တာလုံးဝမကြသေးဘူးဒီ August 10ရက်နေ့မှာဖွင့်ထားတဲ့ mall ပေါ့နော်ဒီ mall ရဲ့အားသာချက်တစ်ခုကသူ့ထဲမှာ Korea စာတွေအများကြီးရောင်းတယ်ပေါ့နော် Korea food တွေ Korea snack တွေအများကြီးရောင်းနေတော့သိရလို့အရင်လာချင်နေခဲ့ရပါလာရောက်တော့တဲ့အချိန်ကမှမောစစဖွင့်ခြင်းအချိန်စုံစုံလေးပဲရှိသေးတော့လူတွေတော့မရှိသေးဘူးပေါ့နော်လူနဲ့ရှင်းနေရလူနဲ့ရှင်းနေရောအနေနဲ့ဟိုတီကြည့်ပြီးတော့တခုခုစားမယ်ပေါ့နော်စားဖို့အတွက်ပဲချင်နေဒီ food wall ထဲမှာ tteokbokki တွေလို့ tteokbokki တပွဲမှာလိုက်ပါတယ်ဘာလို့ tteokbokki ကိုချက်ချင်းမှာလိုက်တာလဲဆိုတော့ဖျက်ရှောင်ရင်အဲ့ cheese tteokbokki အနံနှာခေါင်းထဲမှာတော်တော်လေးမှုေးသွားလို့ပေါ့နော်အဲ့ကြောင့်မှာလိုက်တာပါနောက်ထပ်ဘာမှမလဲဆိုတော့ဒီမှာလူတိုးနေပေါ့နော်လူတွေတန်းစီနေရဲ့ဒီ cost wine ပေါ့နော်American beef cost wine တပွဲလည်းမှာလိုက်ပါတယ်ဒီတွေ့ရတဲ့ cheese ရ cutie pussy ဆိုင်လေးရတာခောက်နေကိုမမိုးအောင်ပေါ့နော်mango sticky rice ရောက်လာပါအခုမှားထားတဲ့ tteokbokki လေးရောက်လာပါပြီ tteokbokki နဲ့တူတွဲစားဖို့အတွက် Korea A လေးပါပါတယ်မှားထားတဲ့ခောက်ဆိုင်လည်းအခုရောက်လာပါပြီခောက်ဆိုင်ကတော့ဒီလိုပုံစံလေးပါတော့ beef နဲ့ပေါ့နော်ဒီဘက်က tteokbokki ကို cheese နဲ့ဟိုဘက်ကတော့ fish Aစားပြီးတော့မောကိုလိုက်ပြီးကြည့်ရောဟိုးပေါ်ဆုံးတမပန်းလေးတို့လိုသွားကြည့်လိုက်တာပေါ့နော်အဲ့တော့ဘာလေးလဲဆိုတော့ပုံမှာတော့ garden လေးလှုပ်ထားပေါ့နော်တော်တော်လေးလှတယ်လှုပ်ထားလည်းမကြသေးဘူးဆိုပေါ့နော်အပေါ်မှာတက်ဖွင့်ရတဲ့သူကလည်းအများကြီးရှိရယ်ဒါတော့မှဒါမနဲ့စောစောပေါ့တော်တော်စောတဲ့အချိန်နောက်အဲ့လိုရောက်သွားတဲ့ Sunday တုန်းကဆိုလို့ရှိရင်လူတွေအများကြီးပေါ့နော်ဒီပုံမှာတက်ဖွင့်ရိုက်နေကြတာအဲ့တော့ဒီ garden လေးရဲ့အလှကိုတစ်ချက်လောက်ခန်းစားကြည့်လိုက်ပါဦးဒီ mall ရဲ့အဓိက audience attraction ကဘာလဲဆိုတော့ဒီခွေးလေးနှစ်ကောင်ပါခွေးလေးနှစ်ကောင်ကမျက်လုံးလေးပိတ်လဲဖွင့်လဲလုံနေရပြီးအမီးလေးရလှုပ်နေပေါ့နော်လူတွေကဒီခွေးလေးနှစ်ကောင်နဲ့ဓပုံတွေအရင်ရိုက်ကြပါတယ်အခုဆိုရင်တွေ့ရတိုင်းပေါ့နော်ခွေးလေးနှစ်ကောင်ရှိမှအများကြီးပဲဓပုံတွေရိုက်နေကြဆိုတော့သူတို့တို့ဒီခွေးလေးနှစ်ကောင်ကအရင်ထူးဆန်းဖြစ်နေပေါ့နော်အဲ့ဒါလည်းအကြမ်းဖက်ကိုရိုက်ခဲ့ပါတယ်ကဲခုမော်လပတ်ပြီးအချိန်ကတနိုင်ကျော်တော့ဖြစ်နေပြီဆိုတော့ဟိုတယ်တော့ပါတော့မယ်အဲ့ဒါတုတ်ခေါ်တာပါတယ်ဒါတုတ်တော့မဟုတ်သူ့နာမည်ကုတ်ကော့တဲ့ဒါတော့ Virgin မြို့ရဲ့အထင်ကရပတူဆိုင် Victory Monument ပါ
အဲ့တော့ first time လာရောက်တော့ဆိုရင်အဲ့ monument ကြီးအောင်မှာတပုံတွေအများကြီး share ရိုက်ခဲ့ပါတယ်အဲ့ monument ကြီးအပေါ်လည်းတက်ကြည့်လို့ရပါတယ်တက်ကြည့်ပြီးတော့ဒီ Virgin မြို့ရဲ့ view ခံစားလို့ရပါတယ်ဟိုတယ်ဝင်ပြီးထုတ်တွေချပြီးတော့ဒီနာ Mexico ဆိုင်လေးမှာပဲ cheese quesadilla လေးဝင်စားပါတယ် one of the best cheese quesadilla လို့ပြောမှာပါဘူးတော်တော်လေးစားလို့ကောင်းပါတယ်အဓိကတော့ cheese ပေါ့နော် cheese ကတော်တော်ကောင်းတယ်ပြီးတော့သူနဲ့တူတွဲစားဖို့အတွက်လာပူပူခိုလာလေးတောက်ပါတယ်ဒီလိုနဲ့ညရောက်လာတော့ Virgin Night Market မှာညစာတော့စားပါတယ်အရင်ရှင်းတစ်ခေါက်တည်းစားလို့ရှိရင်ဒီတစ်ခေါက်ကပို့ပြီးတော့ foreigner တွေပိုများလာတယ်လို့ခံစားရတယ်ပေါ့နော်အဓိကတော့ tourist တွေပို့ပြီးတော့များလာတယ်လို့ခံစားရပါတယ်ဆိုတော့ကကြည့်ရတော့လာအိုကနေလို့ကောင်းတယ်ဆိုတော့တဖြည်းဖြည်းချင်းတွေ့ရှိလာတဲ့ပုံမှာပဲနောက်ဆိုရင်ထိုင်းရ foreigner တွေတော်တော်များများလာအိုရွှေ့သွားမဲ့သဘောမှရှိပါတယ်ဒီအချိန်လေးရဆိုရင်ဘာဖြစ်လို့အခုတော်တော်များများကြည့်ရတဲ့လောက်ကတော့ဟိုတယ်တိုင်းမှာလည်း foreigner တော်တော်များတယ်ပေါ့နော်ရှေ့ခောက်တော့ဆိုလို့ရှိရင်တရုတ်တွေပဲများတာဒါပေမဲ့ဒီခောက်ကတော့ foreigner တော်တော်လေးကိုများနေပါတယ်ကဲစားမဲ့ဘက်ကိုပြန်ဆက်ရအောင်ဒီတကားရီဘူတင်ပေါ့နော်ဒီတကားရီဘူတင်တော်တော်လေးကောင်းပါတယ်အရင်ချူချူလေးစားလို့ကောင်းတယ်ပြီးတော့ညစာအတွက်အကင်လေးဝယ်ပါတယ်အကင်လေးရတစ်ချောင်းမှ1000ပါမုတ်ဝင်နေနဲ့ပတ်စံမလောင်းလို့ဒီဘက်မှာပတ်စံလာလိုက်ပါတယ်ပြီးတော့မုတ်ဆက်ဝယ်ပါတယ်ဒီဆိုင်က Chinese burger တစ်ခုဝယ်တယ်ပြီးတော့မာလာတန်ဝယ်ပါတယ်ဘယ်နေရာရောက်မာလာတန်တို့မာလာရှန်ကိုတော့စားလိုက်ရမှတည်လားမစားရမနေနိုင်ဘူးကင်အားလုံးဝယ်ပြီးတော့ဒီကခုံလေးမှာထိုင်စားပါမယ်သူကတော့ free ချတာတဲ့ခုံလေးတော့မဟုတ်ဘူးအဲ့ခုံမှာထိုင်မယ်ဆိုရင်သူတို့ရဲ့ menu ကိုလည်းကြည့်ပြီးတော့ဝယ်စားပေးရပေါ့နော်ဒါတော့အလမှာထားတဲ့မာလာတန်ဟိုဘက်ကကျတော့ Chinese tofu ပေါ့နော်မာလာနဲ့ဒီဘက်ကတော့စောစောဝယ်ထားတဲ့မာလာကင်ချောင်းလေးပါဒါလေးကတော့ဒါကြက်သေးမြင့်လေးပေါ့နော်ဒီဘက်ကကျတော့ကြက်ကြောလုံးလားမသိဘူးဒါကကျတော့ကုဆိုင်နဲ့ဘယ်ကွန်နဲ့ပြီးတော့မှုလေးပြီးတော့ဘက်ကတော့ကြက်စီပူမစားခင်ယူပါတနာလေးတစ်ဖြက်ဒီဆိုင်ကနေကြပြီးတော့ကင်းမွန်ပေါင်ပေါ့နော်ကင်းမွန်ပေါင်တပွဲရေကိုလာရမှာလိုက်ပါတယ်ဟိုမှာတော့ဒါနေခံပေါ့နော်ဒါ Virgin ရဲ့နေခံလေးပါသူအများကြီးလာစားတော့ပါတယ်သူကင်းမွန်နေရောအသားလုံးနေရောသူအများကြီးစားတော့ပါတယ်ရုပ်ကိုအခြေရုံနဲ့ကဲစားလို့တော့လို့ပြီးတော့ mini pizza ရှိပါတယ်mini pizza မှာဝင်ပြီးတော့ညအတွက်ပေါ့နော်ဒီအေးလေးမုတ်လေးနည်းနည်းပါဝယ်ပါတယ်ကဲ elephant log လည်းရှင်းနေပြီးတော့ part 3 ဆက်လာလိုက်ပါမယ် part 3 စောင့်ကြည့်ပေးနော် bye bye